လာပါငါတို့က Olympic Mathematics YouTube channel မှာကြိုဆိုပါရစေဒီနေ့မှာတော့ဒီချေကprimary 2နံပါတ်ဒီလိုမှာပါတယ်လွယ်ကူရိုးရှင်းပြီးတော့အမှတ်ပြရနိုင်တဲ့ပုံစံလေးတစ်ပုဒ်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီချေကတော့ဇက်ကလိုပါဖြစ်ပါတယ်ကဲပုံစံလေးကိုကြည့်ကြလို့ Find the largest 4-digit even number without digital repetition largest အကြီးဆုံးဖြစ်ရမယ်4 digit အနည်းကလည်းကိန်းလုံးကလည်း၄လုံးပဲပါရမယ် even number သုံးကိန်းလေးဖြစ်ရမယ် without digital repetition အနည်းလည်းမထည့်ရအောင်ဟုတ်ပြီနော်ကိန်းလုံးလည်းမထည့်ရအောင်ပေါ့နော်ဒါဆိုရင်အကြီးဆုံးက largest 4 digit even number အကြီးဆုံးကဏ္ဍလေးလုံးပါတဲ့စုံကိန်းဒါဆိုရင်ဘာဖြစ်မလဲဒီခြေတို့မှာအကြီးဆုံးကိန်းလုံးကဘာလို့လဲဆိုရင်3ညကနေ9အထိဆိုရင်အကြီးဆုံးက9ဖြစ်တယ်နော်ဟုတ်ပြီဒါဆိုရင်ဘယ်ကနေစလဲဆိုရင်တော့9ကနေစရတော့မယ်ဘာလို့လဲဆိုတော့အကြီးဆုံးဖြစ်တာ哦ဟုတ်ပြီဒါဆိုရင်အဖြေလေးကပါတယ်တစ်ချက်လောက်ကြည့်လိုက်မယ်နော်9886ပထမဆုံးအကြီးဆုံးလို့ပြောရတဲ့9ပြီးရင်9ထက်ကြီးနောက်ထပ်ကြီးတဲ့ကဏ္ဍက8ပြီးရင်6ဟုတ်ပြီဒီနောက်က6ကိုကြည့်လိုက်တော့ even ဖြစ်နေတယ်ဒါဆိုရင် even number ဖြစ်သွားပြီ9000ကနေစထားတဲ့အတွက် largest ဖြစ်တယ်9896ကိန်းလုံး၄လုံးပါတယ် without repetition အနည်းတစ်လုံးမှမထပ်ဘူးဟုတ်ပြီနော်ဒါဆိုရင်ဒီဥစ္စာရဲ့အဖြေက9886ဟုတ်ပြီနော်ဟုတ်ပြီနောက်တစ်ပုဒ်ကြည့် find the largest အကြီးဆုံးပဲ 4 digit ကိန်းလုံး၄လုံးပဲ odd number ဒါပေမဲ့ marking ဖြစ်သွားပြီ without digital repetition ဆိုတော့ကိန်းလုံးကမထည့်ရအောင်ဒါဆိုရင်အဖြေလေးက largest 4 digit odd number ဘာလေးဖြစ်မလဲ9825အဲ့တော့အစစ်လိုက်သွားမယ်ဆိုရင်9ပြီးရင်8ခွန်ပြီးရင်နောက်ဆုံးက6လာရမှာတို့ပေမဲ့ question ကမေးထားတာက odd number ဖြစ်တဲ့အတွက်ကျဲတို့က6ရေးလို့မရဘူးဘာရေးလိုက်မလဲ5ရေးလိုက်မယ်ဒါကြောင့်မို့ဒီရဲ့အဖြေက9825ဟုတ်ပြီနောက်ထပ်တစ်ပုဒ်ကြည့်မယ်နော် find the smallest ဒီကတော့ဒီမှာအငယ်ဆုံး5 digit ကိန်းလုံးက9လုံးပါရမယ်ပြီးရင် even number စုံကိန်းဖြစ်ရမယ် without digital repetition ဆိုတော့ကိန်းလုံးကလည်းမထည့်ရအောင်ဟုတ်ပြီဒါကြတော့အငယ်ဆုံးကိန်းလုံး9လုံးပါတယ်စုံကိန်းနဲ့ဒါဆိုရင်အငယ်ဆုံးဆိုတော့ဒီကျေတို့က3ညနေပြီးတော့6ထိရှိတဲ့ကဏ္ဍတွေထဲမှာအငယ်ဆုံးက3ညတို့ပေမဲ့ကိန်းလုံးကြီး3ညကိန်းလုံး3ညကရှေ့ဆုံးမှာရေးလို့မရှိဘူးဘာလို့လဲဆိုရင်ရှေ့ဆုံးမှာဆိုရင်သူကတန်ဖိုးမရှိဘူးတဲ့အတွက်ကြောင့်သူကရေးလို့မရဒါကြောင့်မို့လို့3ညကိုမရေးဘူးဒီကျေတို့က3ညပြီးတော့ဗာရေးမယ်ဆိုရင်1ကိုစရေးမယ်အဲကြတော့အငယ်ဆုံးလို့ကဏ္ဍလို့ပြောလိုက်တာ ਨੇ ကိန်းလုံးရေးအတွက်9လုံးပဲပါ4လုံးပဲပါ3လုံးပဲပါဘေးကနေစရေးရမလဲဆိုရင်1ကစရေးမယ်ဟုတ်ပြီအဲကြတော့ဘယ်လိုဖြစ်မလဲဆိုတော့1ပြီးရင်3ညကတော့ဒုတိယနေ့မှာပြန်ရေးလို့ရတယ်ဒီမှာဆိုသူကတန်ဖိုးရှိသွားပြီကိန်းလုံးကလည်း small အငယ်ဆုံးဖြစ်ရမယ်ဆိုတော့ဒီကျတော့တစ်ပြီးတော့2ကိုမရေးဘာရေးလိုက်လို့ဆိုရင်ဆိုက3ညရှေ့မှာရေးလို့မရတဲ့အတွက်ဒီနောက်မှာရေးလိုက်တယ်အဲကျတော့1 3ညပြီးရင်ဘာလာမှာလဲ2ပြီးရင်3ပြီးရင်ဘာလဲ4 1 3ည2 3 4ဆိုတော့အနန်းကိန်းလုံးကလည်း9လုံးဖြစ်တယ်even number 4စုံကိန်းလေးဖြစ်နေတယ် without digital repetition ကိန်းလုံးရေးရလဲကိန်းလုံးကလည်းမထပ်ဘူးဒါဆိုရင်အငယ်ဆုံးကိန်းလုံး9လုံးပါတယ်စုံကိန်းဆိုရင်တော့1 3ည2 3လေးဖြစ်မှာပေါ့ဟုတ်ပြီနော်နောက်တစ်ခုက find the largest 4-digit even number divisible by 5 with no repeated digit with no repeated digits ဒါကလည်းကိန်းလုံးရေးထက်လို့ကိန်းလုံးတူလို့မရဘူးပေါ့နော်ပြီးရင်အကြီးဆုံးဖြစ်ရမယ်4 digit ဖြစ်ရမယ် even number ဖြစ်ရမယ်ရှေ့ရပုံစံလိုပဲဒါပေမဲ့ဒီမှာကထူးခြားတာတခုတော့ပါလာတယ်ဒီမှာက divisible by 5တဲ့9နဲ့စားလို့ပြတ်ရမယ်တဲ့9နဲ့စားလို့ပြတ်တဲ့အောင်ရှာခိုင်းတာလဲဆိုလို့ရှိရင်ကိန်းလုံး၄လုံးပါတယ်စုံကိန်းကို
ရှာခိုင်းတာဖြစ်တယ်ဆိုတော့9နဲ့စားနဲ့ပြတ်တယ်ကြီးဆုံးဖြစ်ရမယ်ဆိုတော့ဒီကျတော့ဘီကနေစား9ကပဲစားရပါပဲအဲ့တော့9ပြီးရင်10ခွန်အဲ့လိုသွားလို့ရတယ်ဒီမှာနောက်ဆုံးကဏ္ဍကိုစဉ်းစားတဲ့အခါမှာ divisible by 5တယ်9နဲ့စားလို့ပြရတယ်ပြီးတော့စုံငိမ့်နဲ့ဖြစ်ရအဲ့တော့9နဲ့စားလို့ပြတ်တဲ့ကဏ္ဍတွေကဘယ်လိုကဏ္ဍတွေလဲဆိုလို့ရှိရင်3ညနဲ့9နဲ့အဆုံးသတ်တဲ့ကဏ္ဍတွေပဲဒီမှာက3ညနဲ့9နဲ့မှာဘယ်သူ့ကိုရွေးရမှာလဲဆိုတော့ဒီချဲတို့ကသူကပုံစံမေးထားတာ even number လို့ပြောတဲ့အတွက်ဒီချဲတို့က3ညကိုရွေးချယ်ရမယ်ဒါကြောင့်မလို့ဒီမှာဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင်9820ဖြစ်သွားတယ်အကြီးဆုံးက9နောက်ထပ်ကြီးတာက8နောက်ထပ်ကြီးတာက9ပြီးလို့ရှိရင်နောက်ဆုံးကဘာဖြစ်လဲဆိုရင်3ညဖြစ်သွားတယ်ဘာလို့3ညဖြစ်ရလဲဆိုရင် तू ကစုံကိန်းဖြစ်ရမယ်တဲ့9နဲ့စားလို့လည်းဖြစ်ရမယ်တဲ့ဆိုတော့9နဲ့စားလို့ပြတဲ့ကဏ္ဍမှာဒီချက်စောစောကပြောသလိုပဲနောက်ဆုံးကဏ္ဍက3ညဒါမှမဟုတ်ရင်9ဖြစ်ရမယ်3ညနဲ့9မှာဘယ်သူကစုံကိန်းလဲဆိုတော့3ညကစုံကိန်းဖြစ်တယ်ဒါကြောင့်မို့ဒီချက်တို့ကဘာလို့ယူရလဲဆိုရင်3ညကိုယူရတယ်ဟုတ်ပြီဒါဆိုရင်အိုလံပစ်သင်္ချာဆိုတာခက်ခဲတဲ့သင်္ချာကြီးမဟုတ်တော့ဘူးဟုတ်တယ်နော်လွယ်လွယ်ကူကူနဲ့ပုံစံကိုတခြားဖတ်ပြီးတော့ကဏ္ဍလေးတွေရေးလိုက်ရုံနဲ့အမှတ်ပြရနိုင်တယ်ဆိုတာသားတို့သမီးတို့သိကြပြီဟုတ်ပြီဒါဆိုရင်ဒီဗီဒီယိုလေးကိုလေ့လာပြီးတော့ဒီဟာနဲ့တူတဲ့ပုံစံတွေကိုလည်းတခြားတွက်ပါလို့ဒီချက်ကပြောခဲ့ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ပြကြမယ်နော်တတား